အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကကိုကသူများရဲ့ TikTok ဗီဒီယိုဖိုင်ကိုဝင်ပြီးဆက်စုချင်တယ်ဒါပေမဲ့သူသိမှလည်းစိုးတဲ့သူတွေအတွက်အဲ့တော့မသိအောင်ပြုလုပ်နေဖြစ်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်ကြအောင်ပထမဆုံးအနေနဲ့ TikTok software လေးကိုဝင်ပါမယ်โอเคဒီနားရောက်ပြီဆိုကျွန်တော်တို့profile လေးကိုသွားပါမယ်โอเคဒီနားရောက်ပြီဆိုရင်အဲ့တော့ menu လေးကိုဆက်လိုက်ပါမယ်ဟုတ်ပြီဒီအဆင့်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့အောင်နာလေးက setting ရ right ပြီဆိုတာလေးကိုဆက်လိုက်ပါမယ်โอเคနှိပ်ပြီးပြီဆိုရင်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ privacy ဆိုတာလေးကိုဆက်နေပြီပါโอเคနှိပ်ပြီးရင်အပေါ်နားလေးကိုဆွဲပြပါโอเคဒီနားလေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ viewer ဆိုတာလေးကိုတစ်ချက်ဝင်ပြပါโอเคဒီနားလေးကိုရောက်ပြီဆိုရင်အဲ့တော့ခုပြထားတဲ့ခလုတ်လေးကိုပိတ်ပေးရမှာဖြစ်ပါတယ်โอเคရပါပြီအဲ့တော့ဒီခလုတ်တစ်ခုတည်ထားမှာပါဒီခလုတ်ကိုပိတ်ထားသည့်အတွက်ကိုပရိုဖိုင်ကိုသူများဝင်ကြည့်နေသိမှာမဟုတ်ပါဘူးဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်